အခုမှ၄နာရီရှိသေးတယ်၄နာရီပဲရှိသေးတယ်ကဲ9နာရီတာမယ်တကယ်ကြည့်ပါကြည့်ပါကြည့်လိုက်တကယ်စမ်းပြီးစပါလူကြည့်တော့တကယ်ထွက်လာတဲ့စကလုံးတွေအလူရွာနေဒီနေ့ထွက်တဲ့ပနာမသူရေးတာအနာကရဲ့ခြေတော့သူရေးတာနောက်တစ်ခုရှိသေးရေးထားတယ်ကျွန်တော်မဆူရဲလို့မဆူရဲဘာတချင်ပါတယ်မဆူရဲဘာလဲလို့တချင်မဆူရဲတချင်နာမဆူရဲလို့လားစာရေးစရာစိတ်မလို့ဟုတ်တယ်စိတ်တိုးတယ်နော်ဟုတ်တယ်စာရာကြီးကစိတ်တိုးတယ်စိတ်တိုးလို့တယောက်တည်းမှာဝက်ချန်လေးကိုထည့်ထားတာသူလည်းစာရေးစရာငါလည်းစာရေးစရာဟာလားဘာလို့တချင်နေရေးတယ်ငါရုပ်ရှင်မှာရေးထားတယ်ဟာရေးတာကြာမဆိုရင်ဒီနေအမမအိုးချစ်စရာမျက်နှာဒီကဘာမလို့ထင်တာအသေးတစ်ခါရေပတ်ချီတော့လို့ကျိုးွယ်တာအစိုးတတိုင်းမမိုးနဲ့ချစ်မဲ့အောင်စဘူဝါအစိုးတတိုင်းမမိုးနဲ့ချစ်မဲ့အောင်စဘူဝါအမေကဟာနော်ချွေးမလာလေးမရဲဘူးချစ်မတိတ်ကိုချစ်မတာနေအောင်စဘူရာချွေးမကြီးဟာတိတ်ကိုတော်လို့ဘာဖြစ်လဲတော့ဘေးကြောင်ပြန်ဘေးကြီးရဲ့စားကြတယ်အတန်းမရောက်တော့ဘူး။တကယ်ကြီးတယ်။ဟုတ်လား။အတန်ကြီးကြီးအတန်ထွက်ပြော။ကျွန်တော်ဒီပြဲလဲစီရသွဲအောင်။အတန်ထွက်ကိုပြောပြ။တကယ်မင်းအတန်ထွက်လည်းသိမလို့အဒီလေးကလေးအဒီလေးလေးအေးပေါ်ကြီးပဲယူအဒီလေးလေးယူလိုက်။အဲ့ဒါကိုရေးတဲ့ရှာမီအာမီမြူချလိုက်။ဟာမြူချလိုက်။နောက်ရကြိုင်လိုက်။အစောကြီးထက်။ကစားမြူချလိုက်တော့ပြန်ဝရောက်တာ။အေးပေါ်ဒီလိုလို့ဟဲအဲ့ကျတော့ဒီနေ့လည်းပြောမှာပေါ့။အဲ့အောင်စုရဲ့ဒီနေ့ဆိုလို့ကိုမှန်တာတိုက်။အဲ့ဒါမောင်ကြီးစစ်စရာနဲ့ဘာလို့ပြောရလဲစစ်စရာမင်းသားလေးဆိုပါလားဟုတ်ပါတော့တယ်那个人就俺说的嘛，哎，俺们都下来。ဖြည်းဖြည်းနောက်ဆုတ်လာ6နိုင်ဖြစ်နောက်ဆို9နာရီ10နာရီနေကင်းပွဲတွေပါကပြတ်စမှာလေဗျာရှူဖို့ကျွန်တော်နှိမ့်ဆက်လိုက်ရပါဘာလို့ခေါ်နေလဲစွနေတယ်ဘယ်လိုလဲကျွန်တော်ရိုက်တော့ခေါင်းတွေပါကွဲတယ်သူ့ရိုက်တာဘောလုံးနဲ့ပို့ပို့ကြတယ်ဒီလိုကုတ်နေတယ်အမေကဘာတော့ရတော့ကောင်းနေတယ်